မှာတော့ချောင်း Pro လေးတွေပါဆိုတဲ့သူတွေအတွက်ချောင်း Dragon Ball Limited Skin Free Limited Skin ပြင်ရှာ Epic Skin တွေနဲ့အတူ Diamond တွေဒီလိုအရန်လာပါတည်တတ်တဲ့ Limited ပေါင်းပေါ့နော် Free ယူလို့ရနေပြီဆိုတာ brother သိပြီးကြပြီလားမသိသေးဘယ်လို free ယူရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်နော်ကျွန်တော်ဆရာကြီးလှုပ်ရှင်းတာမဟုတ်ဘူးပေါ့နော်မထီသေးတဲ့ Oh my god wow ဒီပါလေးရဲ့ brother ကြီးကြည့်ရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တာကိုပြောချင်ပါတယ်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြည့်ချင်းအားဖြင့် brother တို့တော့အကျိုးရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာအဲ့တော့ဒီ yeah boy ဒီမှာတော့ကျွန်တော်ပြောပြချင်တာကတော့ဗောနော်ဒီတော့အော်ဆာစကင်ရလည်း live ပေါ့နော်အော်ဆာစကင်နဲ့အတူကျွန်တော်ကအော်ဆာခွေတာ event ရလည်းရောက်ရှိလာပြီဗျအဲ့ဒီတက်မှဆိုလို့ရှိရင်ဘာတွေပါမလဲဆိုလို့ရှိရင် limited border ပါမယ်ပြီးလို့ရှိရင် limited skin နဲ့ epic skin တွေလည်းပါအောင်မယ်ဗျအဲ့ဒီဒါပဲလားဆိုတော့လည်းမဟုတ်သေးဘူးဗျdiamond တသန်းကျော်တော့ပါအောင်မှာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာတွေကိုဘယ်လိုယူရမလဲကျွန်တော်ပြောပြပေးမယ်ဗျအဲ့ဒီဟာတွေကိုယူဖို့ဆိုရင်တော့ဘာမှ brother ကိုခက်ခက်မတွေးပါနဲ့ဘာမှလည်းစဉ်းစားမနေနဲ့ဗျကိုယူထားတဲ့ဗီဒီယိုလေးကို record လုပ်ပြီးလို့ရှိရင်အဲ့ဒီ record လုပ်ထားတဲ့ဗီဒီယိုလေးကိုနည်းနည်း edit လုပ်ပြီးတော့ကျွန်တော်ကဒီ event ကြီးမှာတင်လိုက်တာနဲ့ကျွန်တော်တို့က diamond တွေ skin တွေကျွန်တော်ရဖို့တော့အခွင့်အရေးတွေအများကြီးရှိတယ်ဗျအဲ့တော့သူကတော့ခံရမှုကောင်းတယ်ကြီးစုမှုအများကြီးရတယ်ငါတို့ကမရဘူးဆိုတော့ဘာမှအားမနေနဲ့ခင်ဗျားတို့အခွင့်အရေးတွေအများကြီးရှိတယ်နော်ဗီဒီယိုတင်တဲ့အခါမှာကျွန်တော်ကသူပေးထားတဲ့ hashtag လေးတွေပါအောင်တင်ဖို့တော့လိုတယ်ပေါ့နော်သူပေးထားတဲ့ဒီ hashtag MMBB ခွေတာနဲ့ hashtag MMBB Oscar ဆိုတဲ့ hashtag နှစ်ခုကိုပါအောင်ထည့်ရမှာပဲဖြစ်ပါတယ်ဗီဒီယိုတင်လိုက်တဲ့ဗီဒီယိုကသူများတွေတော့view မကောင်းလို့ဒိုင်မမရဘူးဆိုလို့ရှိရင်အားမငယ်နေပေါ့နော်ခင်ဗျားတင်ထားတဲ့ဗီဒီယိုမှာဒီသူပေးထားတဲ့ link လေးကို copy လုပ်ပြီးတော့ကျွန်တော်တို့အဲ့ဒီ link ကို comment မှာပင်ထောက်ပြီးထားတာနေပေါ့နော်ကို link ကနေပြီးတော့ခြား game မဆော်သေးတဲ့လူတွေရောက်ပေါ့နော်ကို link ကနေပြီးတော့ game ကို down လာမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့က diamond တွေကိုထပ်ရအောင်မှာပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ကဗီဒီယိုတင်တဲ့အခါမှာလည်း TikTok YouTube Facebook Instagram ကျွန်တော်ကြိုက်တဲ့ platform တွေတင်လို့ရမှာပဲဖြစ်ပါတယ်ဗျာဗီဒီယိုတင်တဲ့အခါမှာလည်းကျွန်တော် platform တစ်ခုဗီဒီယို share ဖို့တင်နိုင်တယ်ဗျ။ Pin စော်ထားတဲ့ဗီဒီယိုလေးကို record လုပ်အဲ့ဒီကလေးလုပ်ပြီးတော့ဗီဒီယိုလေးကိုမြန်မြန်တင်ပြီးတော့ဒီ diamond တွေကို skin တွေကိုမြန်မြန်သွားယူလိုက်ကြအောင်ဗျာ